နောက်တစ်ယောက်ကတော့ဆာဒါရာဦးချီယာပဲဖြစ်ပါတယ်ဆာဒါရာကတော့ဦးချီယာကလန်ရဲ့အနာဂတ်ပါပဲသူမကဂန်နင်တိုးဖြစ်ပြီးဦးချီယာမျိုးဆက်ပြီးတော်တော်လေးကိုတာမာပါတယ်ဆာဒါရာကကလေးပေါ်မှာတည်းကရှယ်ရင်ခဏစောက်ပွင့်လာခဲ့ပြီးအကြောင်းရင်းကတော့သူ့ဖေကိုလွမ်းလို့ပါဦးချီယာများစုကရှယ်ရင်နိုးထလာဖို့အတွက်ထရမ်မာရီတပုံတစ်ခေါက်ကြီးကြုံတွေ့ရပေမဲ့လည်းဆာဒါရာကတော့အဖေကိုလွမ်းလိုက်ရုံပါပဲအသက်17နှစ်ရောက်တဲ့အချိန်အဖေဖြစ်သူကိုပြန်တွေ့တဲ့အခါမတ်တုံကိုရှယ်ရင်ကန်လုံးဝကိုပြန်ပွင့်လာခဲ့ပါတယ်။မရဲ့ရှယ်ရင်ကန်တွေက upgrade ဖြစ်တာလဲတော်တော်လေးမြန်ပြီးစကန်တုံမို့ကိုဒီပါနဲ့ပတ်တယ်မှာပွင့်ခဲ့ပြီးတက်တုံမို့ကိုတော့ဂျီကန်ကကိုနိုဝါကိုတိုက်ခိုက်တဲ့ချိန်မှာပွင့်ခဲ့တာပါ။တွေးတုံမို့ရှယ်ရင်ကန်ပွင့်လာတဲ့ခါမှာကတော့သူမရဲ့မျက်လုံးတွေကဘက်တီးရီးယားတွေကိုမြင်နိုင်တဲ့အထိစူပါမိုက်ခရိုစကိုပလိုဖြစ်လာခဲ့ပါတယ်။ဆာဒါရာအသက်12နှစ်ရောက်တဲ့အခါမှာမန်ကင်ယိုရှယ်ရင်ကန်ကိုစာပြီးပွင့်လာခဲ့ပါတယ်။အဲ့ဒါကလည်းနည်းနည်း trauma ရစာလို့ပဲပြောရမှာပါ။ဒီတာကအားလုံးရဲ့မှတ်ဉာဏ်ထဲမှာနာဝူတိုကိုဝူတိုကတက်လိုက်တာဖြစ်ပြီးနာဝူတိုရဲ့တာရင်ကခါဝါကြီးလိုထင်အောင်လုပ်ခဲ့ပါတယ်။ဒီနေရာမှာအားလုံးကမှတ်ဉာဏ်နဲ့ကမောက်ကမဖြစ်သွားခဲ့ပေမဲ့လည်းဆာဒါရာတယောက်တည်းကသာအဖြစ်မှတ်ကိုမှတ်မိနေခဲ့တာပါ။ဒါကြောင့်လို့ဘောဝူတိုကိုအားလုံးကဝိုင်းပြီးအမဲဖျက်ကြတဲ့အချိန်ဆက်စကေးပါဝင်မဲ့လုပ်တဲ့အခါကိုတယောက်လိုဖြစ်နေတဲ့ဘောဝူတိုကိုဆုံးရှုံးအောင်ကြောက်တဲ့စိတ်နဲ့မန်ကင်ယိုရှယ်ရင်ကန်ပွင့်သွားခဲ့တာပဲဖြစ်ပါတယ်။ဆာဒါရာရဲ့မန်ကင်ယိုရှယ်ရင်ကန်ကမြေပုံစံရှိပြီးမျက်စံကနေအပြင်ကိုတောက်ရှစ်ထောက်ပုံစံမျိုးထွတ်ထွက်နေတဲ့ပုံစံမှာဒီမန်ကင်ကိုရှယ်ရင်ကန်ကြောင့်ဆာဒါရာကအိုယီရူမဲဆိုတဲ့တက္ကနစ်ကိုအသုံးပြုနိုင်သွားပါတယ်။တက္ကနစ်ကြောင့်ပဲသူမကဘေးနားကစွမ်းရင်အားတွေကိုထိန်းချုပ်နိုင်သွားပြီးရန်သူကိုစွမ်းရင်တဲ့အနက်ရောင်အော့ပလေးတွေကနေတဆင့်ဆင့်ခေါ်ထိန်းချုပ်သွားစေနိုင်ပါတယ်။ဒီတက္ကနစ်ကတိုက်ခိုက်တဲ့အပိုင်းတစ်ခုထဲမှာမကပဲရန်သူကိုလေးပေါ်တင်တာဆာဒါရာကိုတိုင်းလေးပေါ်ပြန်တာတံမြန်တိုက်ခိုက်တာတွေအပြင်ပြစ်မှတ်ကိုအော့ဖ်လက်ဆက်ထပ်ပြီးပောက်ကွဲအောင်လည်းလုပ်နိုင်ပါသေးတယ်